အခုလို AI ခေတ်ကြီးတဲ့မှာဘာသာစကားကိုပြင်းစရာကောင်းတဲ့နည်းတွေနဲ့သင်ယူနေတော့မယ်လားဘာသာစကားလေ့လာခြင်းတဲ့သူတွေအတွက်နည်းလမ်းလေး၃ခု share ပေးမယ်နော်နံပါတ်1စာကြောင်းလေးတွေချရေးပါတယ်ချရေးခြင်းလိုက်ခြင်းအပြင်သူ့မှာပါတဲ့စကားလုံးတွေကိုစပြီးတော့ရင်းနှီးသွားစေပါတယ်ပြီးရင် translation tool လေးသုံးပြီးအတိတ်ပဲကိုမှတ်တဲ့အတန်ထွက်လေးပါနားထောင်လိုက်သေးတယ်他们什么时候去北京နံပါတ်2 flash card ကတော့အကြိုက်ဆုံးပဲစကားလုံးတွေကိုမှတ်မိရဲ့အထိထပ်ခါထပ်မှတ်ပါတယ်ဒီထဲမှာဆိုရှင်ကိုလေ့လာခြင်းတဲ့ဘာသာအတွက်ရှာလို့ရပါတယ်နောက်ဆုံးနံပါတ်3ချက်ကတော့ audio recording ပါအဲ့ဘယ်လိုသုံးလဲဆိုလို့ရှိရင်ကိုကြိုက်တဲ့ hidden left ကားလေးကိုကြည့်ရင်းနဲ့ကြိုက်တဲ့နေရာလေးတွေကိုလွတ်သွားတဲ့နေရာလေးကိုအတန်ပန်းပြီးပြန်ရှာမှတ်တဲ့အခါအသုံးဝင်ပါတယ်အခုသုံးတဲ့ application လေးကတော့ Caller Note ပါတခါပဲဝယ်စရာလိုပြီးပုံမှန်ဈေးက3000ကျပ်ပေါ့နော်ဒါပေမဲ့ဒီဗီဒီယိုလေးကကုတ်လေးတွေကိုသုံးပြီးတော့ဝယ်ရင်တစ်ဝက်စီ1000ခွဲကျပ်နဲ့တသက်စာ premium feature တွေအကုန်သုံးလို့ရပါတယ်သုံးဝင်မယ်ထင်စမ်းသုံးကြည့်ပါနော်တရုတ်စာ challenge တူတူလုပ်ကြမယ် fighting 加油